ကွာရှင်းထားတာမရှိပဲနောက်အိမ်အောင်ပြုတ်ရင်ဘယ်နှစ်ထိတရားစွဲလို့ရပါတယ်လဲအားလုံးပဲမင်္ဂလာပါကျမကတော့တရားလွတ်တော်ရှိနေတော့ချစ်ချစ်ဆန်ဖြစ်ပါတယ်မိကုန်းလေးတစ်ခုမြင်မြန်ထားလို့ဖြေချပေးချင်ပါတယ်ရှင်မိကုန်းလေးကဆရာမကြီးကွာရှင်းထားတာမရှိပဲနောက်အိမ်အောင်ပြုတ်ရင်ဘယ်နှစ်ထိဆိုင်ပါတယ်လဲခင်ဗျာကျေးဇူးပြုပြီးဖြေချပေးပါဆိုတဲ့မိကုန်းလေးမြင်မြန်ထားတယ်ပေါ့နော်သူမိကုန်းတော့ကျမတေချာလေးတော့နားမလဲဘူးဒါပေမဲ့ကျမထင်တာကတော့သူကမကွာရှင်းပဲနဲ့နောက်အိမ်အောင်ပြုတ်မယ်ဆိုရင်ဘယ်နှစ်ထိသူ့ကိုတရားစွဲလို့ရတယ်လဲပထမအိမ်အောင်နဲ့ဘယ်နှစ်ထိသက်ဆိုင်နေတယ်လဲဆိုတဲ့မိကုန်းမျိုးမေးမြန်းချင်ပုံရတယ်2015ခုနှစ်ဩဂုတ်လ31ရက်နေ့မှာဒါတလင်တများဥပဒေကိုအတည်ပြုပြဋ္ဌာန်းတယ်အတည်ပြုပြဋ္ဌာန်းပြီးတဲ့နောက်မှာဘယ်လူမျိုးဘယ်ဘာသာကိုကိုးကွယ်သည်ဖြစ်စေတရားဝင်တည်မြဲတဲ့အိမ်အောင်ရှိပါလဲနဲ့တခြားသောအမျိုးသမီးအမျိုးသားတယောက်နဲ့တရားမဝင်ပေါင်းတင်တာထပ်မံထင်များတာတွေမပြုလုပ်ရအောင်ပေါ့နော်မပြုလုပ်ရဘူးပြုလုပ်တယ်ဆိုရင်ဒီဥပဒေကိုချိုးဖောက်တာဖြစ်တဲ့အတွက်အရေးယူခြင်းခံရမယ်တိုင်တန်လို့ရတယ်ပေါ့အဲ့တော့သူမိကားတဲ့မိကွန်းကသူကပထမအိမ်အောင်နဲ့မကွာရှင်းရသေးမကွာရှင်းရသေးပဲနဲ့နောက်အိမ်အောင်ပြုတယ်ပေါ့နော်အဲ့တော့ဘယ်နှစ်ကြာတဲ့ဒီတလင်တများဥပဒေနဲ့အရေးယူလို့ရတယ်လဲဆိုရင်ရာဇဝတ်မှုတွေမှာကာလစီကံတက်ဆိုတာမရှိဘူးပေါ့နော်ကျမတို့တရားမဥမှုတွေမှာဥပမာအားဖြင့်ချင်းငွေရလို့မှုပဲထားပါတော့ဒါဆိုရင်3နှစ်အတွင်းဆွဲရမယ်အမွေမှုဆိုရင်12နှစ်အတွင်းဆွဲရမယ်ဒီလိုမျိုးတွေရှိတယ်ဒါပေမဲ့ဒါကတ်သက်ချက်တွေတော့ရှိသေးတယ်နော်ကျမဥပဒေအနေနဲ့ဥပမာအနေနဲ့ပြောပြတာပေါ့အဲ့လိုမျိုးကန့်သက်ချက်တွေရှိတယ်ရာဇဝတ်မှုကြတော့မတူဘူးဒါတလင်တများဥပဒေဆိုတာထောင်ဒဏ်ချမှတ်လို့ရတယ်ရာဇဝတ်မှုအမျိုးအစားပေါ့နော်ရာဇဝတ်မှုအမျိုးအစားဖြစ်တယ်ဆိုရင်ကျမတို့ကကာလစီကတ်သက်တွေမရှိဘူးမရှိတာဖြစ်တဲ့အတွက်သူကပထမမျိုးသမီးနဲ့မကွာရှင်းမဲနဲ့နောက်အိမ်အောင်ပြုလိုက်တယ်ဆိုရင်အချိန်မရွေးနှစ်ကာလဘယ်လောက်ပဲကြာတလင်တများဥပဒေကိုချိုးဖောက်နေတာဖြစ်တဲ့အတွက်အချိန်မရွေးတရားစွဲလို့ရတယ်ပေါ့နော်ပထမအိမ်အောင်ကတရားဝင်မပြည့်စည်သေးတဲ့သူနဲ့ဒုတိယအိမ်အောင်တွေကတရားဝင်တဲ့အိမ်အောင်မဟုတ်ဘူးတရားဝင်ထူထောင်တဲ့အိမ်အောင်တစ်ခုမဟုတ်တာတလင်တများဥပဒေကိုချိုးဖောက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်နှစ်ပဲကြာတရားဝင်မပြည့်စည်ရသေးဘူးဆိုရင်တော့ပထမအိမ်အောင်နဲ့တရားဝင်မပြည့်စည်ရသေးဘူးဆိုရင်တော့တရားစွဲလို့ရတယ်ဆိုတာလေးကိုကျွန်မအနေနဲ့အကြံဉာဏ်လေးဆွေးနွေးပေးလိုက်ပါတယ်အားလုံးသာပျော်ရွှင်တဲ့နေ့လေးဖြစ်ပါစေ